အားလုံးပဲမင်္ဂလာပါ share လို့ YouTube channel ရနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ Grow A Garden တွေကပတ်တွေ ability အကြောင်းပြောပြပါမှာပါသူတို့ရဲ့ ability ကိုပြောပြပြီးတဲ့အပြင်မှာသူတို့ဘယ်လောက်အသုံးဝင်လဲပေါ်မူတည်ပြီးတော့သူတို့ rating ပေးသွားမှာပါ10မှတ်ကနေတမတ်အတွင်းပေါ့အဲ့ဒါဆိုရင်ဗီဒီယိုလေးကိုစလိုက်အောင်ပထမဆုံးအနေနဲ့ဒီ comment summer add ထဲကပတ်တွေအကြောင်းပြောပြပါမယ်ဒီ comment summer add ထဲမှာဆိုရင်ကြတော့ starfish ရှိမယ် seagull ရှိမယ်ပြီး crab ရှိပါမယ်ပထမဆုံးကတော့ starfish ပေါ့ဒီ starfish ကတစ်စက္ကန့်နေတိုင်း EHB ကိုစတိုက်တွေပေးနေမှာပါဘယ်လောက်လဲဆိုရင်တော့ 5HP ပေါ့ 5HP ကိုစက္ကန့်တိုင်းကိုပေးနေမှာပါသူကအသက်ကြီးရမြန်တော့ဒီဘက်ကအသုံးဝင်လားဆိုရင်တော့ဝင်ပါတယ်ဒီလိုမျိုးဒီ starfish ကိုကိုယ့် channel ထဲထည့်ထားပြီးတော့တညာလုံးထည့်ထားလိုက်မနေ့ကျရင်ပြန်ကြည့်လိုက်ရင်အကောင်အသက်တော်တော်ကြီးနေပါပြီဒီအသက်ကြီးရဲ့ပတ်တွေပါတွေလိုချင်တယ်ဆိုရင်ကတော့ဒီကောင်လေးတော်တော်အသုံးဝင်တယ်ပြီးတော့ဒီ pet slot တွေ S slot တွေဖွင့်ဖို့အတွက်ဆိုရင်တော့သူကကောင်းတဲ့အတွက်ကြောင့်ဒီကောင်ကတော့7မှတ်မှာ9မှတ်ပေးပါတယ်နောက်တော့ကောင်ကတော့ seagull ပေါ့ပင်လည်းငှက်လာတော့မသိဘူးဒီငှက်ကဘာလို့ပေးလဲဆိုရင်ကိုကော်ပြားနဲ့တူပြီးဖြတ်လိုက်တဲ့အပင်ကိုအစိရနိုင်ရရှိတယ်ဥပမာပြောမှဆိုရင်ကိုကဒီမန်ဂိုအပင်တွေဘာတွေကိုကော်ပြားနဲ့ဖြတ်လိုက်တဲ့ထားမန်ဂိုစစ်ပြန်ပေးနိုင်ရရှိတယ်ဒါပေမဲ့ तू က event အပင်တွေတော့မပါဘူးအဲဒါကြောင့်မလို့ဒီမိုမန်ဂိုတို့ candy blossom တို့ဘာတို့တော့သွားလုပ်လို့မရဘူးဒီငှက်ကိုတော့10မှတ်မှာ4မှတ်ပဲပေးပါတယ်နောက်ထပ်ပတ်တော်ကောင်ကတော့ crab ဖြစ်ပါတယ်ကနန်းပေါ့ဒီကနန်းကဘာလို့လဲဆိုရင်အချိန်တစ်ခုနေတိုင်း तू ကဒီစာဝါထဲမှာရှိတဲ့ player တယောက်ကိုတွားပြီးတော့စိတ်ပြီးတော့ပတ်စံကိုခိုးတယ်ပေါ့ဒါပေမဲ့ခိုးခံလာရတဲ့ player ပတ်စံတော့မလျော်ဘူးပေးတဲ့ပတ်စံကလည်း980လောက်ပဲပေးတယ်ဒါပေမဲ့အချင်းချင်းစားလို့တော့ကောင်းတယ်ပေါ့အဲ့လိုမျိုးကနန်းကြီး10ကောင်လောက်ထည့်ထားပြီးဟာတငယ်ချင်းကိုလိုက်ဖန်ခိုင်းဟာ share ပဲအဲ့လိုမျိုးတော့စားလို့တော့ကောင်းတယ်ဒါပေမဲ့အသုံးဝင်ပုံထဲမှာဆိုရင်တော့အသုံးဝင်လို့ဒီကောင်တော့7မှတ်မှာ3မှတ်ပဲပေးပါတယ်အဲ့ဒါဆိုရင်နောက်ထပ်ဥတစ်ခုကိုသွားလိုက်ရအောင်နောက်ထပ်ဥတစ်ခုကတော့ rare summer app ဖြစ်ပါတယ်ဒီဥထဲမှာဘာကောင်တွေပါလဲဆိုရင် flamingo togan sea turtle လူဝင်ပြီးရင် sea ပါတယ်ပထမဆုံးပတ်ကတော့ flamingo ဖြစ်ပါတယ်ဒီ flamingo က4မိနစ်နေတိုင်း6တောက်တစ်ချောင်းနဲ့မတက်ရက်ပြီးတော့အနီးနားအပင်တွေကို15ဆကြီးထွားမှုမြဲစေပါတယ်မွန်ကတ်တွေပါမရှိဘူးဆိုရင်ကတော့အစားထိုးအနေနဲ့သုံးပြလို့ရပါတယ်ဒီကောင်တော့7မှတ်မှာ6မှတ်ပေးပါတယ်နောက်ထပ်ပတ်တစ်ကောင်ကတော့ထိုကန်ဖြစ်ပါတယ်ဒီငှက်ကဘာလို့ဝေးလဲဆိုရင်အုံးပင်တို့ဘနာနာပင်တို့အဲ့လိုအပင်တွေကိုကြီးထွားမှုလည်းမြန်စေတယ်ပြီးတော့သူတို့ mutation ရနိုင်ခြေကိုလည်းမြင့်တင်ပေးတယ်ဒီကောင်ကတော့အချိန်မရှိပဲအမြဲတမ်းဒီလိုအပူပိုင်းမှာပေါက်တဲ့အပင်တွေကိုကြီးထွားအောင်လုပ်ပေးနေမှာပါအုံးပင်တွေငှက်ပြောပင်တွေကြာရင်ကတော့သုံးသင့်ပါတယ်ကောင်းမတော့ကောင်းပါတယ်ဒီကောင်တော့7မှတ်မှာ9မှတ်ပဲပေးပါတယ်နောက်ထပ်ပတ်တစ်ကောင်ကတော့စီးတာတယ်ဖြစ်ပါတယ်ပင်လေလိပ်ပေါ့ဒီကောင်မှာ ability နှစ်ခုရှိပါတယ်ပထမဆုံး ability ကတော့ seashell လို့ခေါ်ပါတယ်အဲ့ဒါဘာလို့ဝေးလဲဆိုရင်ကို channel မှာမွေးထားတဲ့တခြားပတ်တစ်ကောင်ကိုသူက EHB 1000ပေးတာပါ7မိနစ်နေတိုင်းနောက်ထပ် ability တစ်ခုကတော့ရင်နဲ့ပတ်တာပါသူကဘယ်ချိန်မှပတ်လဲဆိုရင်138စက္ကန့်နေတိုင်းပတ်တာပါအဲ့လိုပတ်ရင် web mutation ရနိုင်ခြေအနေငယ်ရှိပါတယ်10% chance ပေါ့ဒီကောင်လေးကတော့တော်တော်ကောင်းပါတယ်ဒီကောင်လေးကိုဆိုရင်ကတော့ကျွန်တော်7မှတ်မှာ9မှတ်ပေးပါတယ်နောက်ထပ်ပတ်တစ်ကောင်ကတော့မြောက်ဝင်ကြီးဖြစ်ပါတယ်ငငယ်ကကြည့်ဘူးတဲ့တာဇန်ကားတွေထဲကဟိုမြောက်ဝင်ကြီးနဲ့တော့တော်တော်ဆင်ပါတယ်ဒီကောင်ကြီးကဘာလို့ဝေးလဲဆိုရင်ကတော့ဒီပစ္စည်းတွေဘာတွေကို credit လုပ်တဲ့အချိန်မှာကို credit လုပ်ဖို့ထည့်လိုက်တဲ့ပစ္စည်းကိုမကုန်ဘဲနဲ့ပြန်ရအောင်လုပ်ပေးပါတယ်အဲ့ဒါကလည်းအများတန်းလုပ်ပေးတာမဟုတ်ဘဲနဲ့ဟိုလိုမျိုး chance နဲ့လုပ်ပေးတာပေါ့သူက3% chance ရှိတယ်ပြန်ရနိုင်ခြေဒီဘက်ကြီးကတော့အကောင်ကြီးကြီးနဲ့ channel ထည့်ထားရင်တော့တော်တော်မိုက်ပါတယ်ကြည့်လို့လည်းကောင်းတယ်ဒီကောင်ကတော့7မှတ်မှာ2မှတ်ပဲပေးပါတယ်ဒီကောင်ကြီးရဲ့ design ကတော့တကယ်ကျွတ်စိန်ကြီးပါပဲနောက်ဆုံးတစ်ကောင်ကတော့ C ဖြစ်ပါတယ်ဒီကောင်ကပင်လယ်ဖြန့်ပေါ့ဒီပင်လယ်ဖြန့်ကဘာလို့ဝေးလဲဆိုရင်ကတော့ကိုရောင်းလိုက်တဲ့ပတ်ရဲ့ဥကိုပေးပါတယ်
ဥမာပြောရမယ်ဆိုရင်ကတော့ဘတ်ထဲက snake key ကိုရောင်းလိုက်ရင်ဘတ်ပြန်ပေးနိုင်ရရှိပါတယ်2% chance ရှိတယ်ပြီးတော့အဲ့ဒါကကိုပင်လယ်ဖြတ်တွေထည့်ရင်ထည့်ထားတဲ့လောက်ပို့ပြီးတော့ chance တက်လာပါတယ်ဥပမာပင်လယ်ဖြတ်8កောင်ထည့်ထားရင်အစ chance 2% chance ကနေပြီးတော့8កောင်မလို့8နဲ့လီ16% ထိရောက်သွားပါတယ်ဒီနည်းကတော်တော်ကောင်းပါတယ်ဥပမာဘတ်တွေဖောက်တာအလုံး20လောက်ရှိပြီးဒီ Q တွေပဲပေါက်နေရဆိုရင်အဲအကောင်ဒီကိုလုံးဘတ်ပြန်လဲလို့ရတယ်အကောင်လုံးတော့မဟုတ်ဘူးပေါ့တချို့တလေတစ်လုံးလောက်တော့ပြန်ရတာပေါ့ဒီကောင်လေးကတော့7မှတ်မှာ8မှတ်ပေးပါတယ်နောက်ထပ်အတစ်ခုကတော့ပါဒိုင် S ဖြစ်ပါတယ်ဒီဦးထဲမှာပါတဲ့ကောင်တွေကတော့ Australia ပြီးရင် Peacock Capybara Scarlet Minute Octopus ပထမဆုံးကောင်ကတော့ Australia ဖြစ်ပါတယ်ဒီကောင်ကတော့ငှက်ကလအုပ်ဒီကောင်ကဘာလို့ပေးလဲဆိုရင်ဟုတ်စားဦးထဲကထွက်လာတဲ့ကောင်အေးဘောနဲ့ပေးတယ်ပေါ့မွေးကလေးကအသက်ကြီးနေရမျိုးထင်တယ်ဒီကောင်ကြီးကအဲ့ဒါမျိုးဆိုရင်ကတော့တိတ်ပြီးတော့တုံးစားလို့တော့မရဘူးအဲ့တော့ကျွန်တော်ဒီကောင်ကို10မှတ်မှာ3မှတ်ပဲပေးပါတယ်နောက်ထပ်ပတ်တစ်ကောင်ကတော့ Peacock ဖြစ်ပါတယ်ဒေါင်းမို့ဒီကောင်ကကျတော့7မိနစ်နေတိုင်းသူ့နောက်ကအမီးတွေလားအတောင်တွေလားမသိဘူးအဲ့ဒါကိုလှုပ်တယ်အဲ့လိုလှုပ်ရင်ကိုချန်အမှာရှိတဲ့ပတ်တွေအကုန်လုံးရဲ့ကူးတောင်းကိုရှော့ပေးတယ်ဘယ်လောက်ရှော့ပေးလဲဆိုရင်တော့10မိနစ်ရှော့ပေးပါတယ်ကိုချန်တွေကပတ်တွေရဲ့ကူးတောင်းနောက်ထပ်တစ်ကောင်ကတော့ Capybara ဖြစ်ပါတယ်ဒီ average မှာ shadow အကြိုက်ဆုံးအကောင်ပေါ့ဒီကောင်လေးကသူ့ရဲ့ design ကလည်းချစ်စရာကောင်းတဲ့အပြင်တော်တော်လေးအသုံးဝင်ပါတယ်ဒီကောင်လေးကဘာလို့ဝေးလဲဆိုရင်သူ့နီးနားပတ်တွေကိုစာလောင်မှုမလျှော့အောင်ကူညီပေးတဲ့အပြင်သူ့နီးနားမှာရှိတဲ့ပတ်တွေကို 8B ပေးပါတယ် 3HP per second ဒီကောင်လေးကတကယ်တော်တော်အသုံးဝင်ပါတယ်ကျွန်တော်ဆိုရင်အစာခဏခဏကျွေးနေရတာလှုပ်ရှုပ်လို့မကျွေးချင်ပါဘူးအားကြောင့်မလို့ဒီကောင်လေး2ကောင်3ကောင်လောက်ထည့်ထားလိုက်ရင်တော်တော်အဆင်ပြေပါတယ်ဒီကောင်လေးကတော့7မှတ်မှာ8မှတ်ပေးပါတယ်သူ့ပုံလေးကလည်းချစ်စရာကောင်းတော့မလို့နောက်ထပ်ပတ်တစ်ကောင်ကတော့ Scarlet ဖြစ်ပါတယ်ဒီငှက်နီကဘာလို့ဝေးလဲဆိုရင်သူက7မိနစ်နေတိုင်းကိုချန်တွေကအပင်တွေကို Vardan mutation ဆိုတဲ့ဟာကိုပေးနိုင်ရေး10% chance ရှိပါတယ်ဒီပတ်ကပြောမှဆိုရင်လုံးဝအမိုက်ကြီးလို့ပါပဲအားကြောင့်မလို့ဒီငှက်ကိုက7မှတ်မှာ1မှတ်ပဲပေးပါတယ်နောက်ဆုံးပတ်ကတော့ရေပွဲဖြစ်ပါတယ်ဒီရေပွဲကဘာလို့လဲဆိုရင်သူကမိနစ်20နေတိုင်းကိုချန်ထဲမှာရှိတဲ့ပတ်တစ်ကောင်ကောင်ရဲ့ ability ကို copy ကူးပြီးတော့အသုံးပြုပါတယ်ဒီကောင်ကလည်းအဲ့လောက်ထိသုံးစားလို့မရပါဘူးဥပမာသူက Dragonfly ရဲ့ ability ကို copy ကူးမဲ့ဆိုရင် Dragonfly ကမူရင်း4မိနစ်ပဲစောင့်ရတာကိုဒီကောင် copy ကူးလိုက်ရင်မိနစ်20တောင်စောင့်အောင်မှာပါအဲ Dragonfly ရဲ့ ability လေးကိုတစ်ခေါက်သုံးဖို့ Dragon ကိုကူးရင်တော့မှ Dragon က14မိနစ်ပဲစောင့်ရတာကိုဒီကောင်က15ဟိုစားမိနစ်20ကြီးစောင့်အောင်မှာပါအဲ့တော့ဒီကောင်ကမဖြစ်မနေမှ3နေတဲ့ကောင်မျိုးပေါ့ကျွန်တော်ကတော့ဒီကောင်ကို7မှတ်မှာ9မှတ်ပေးပါတယ်ဗီဒီယိုလေးကဒီလောက်ပါပဲဆိုပြီးအဆုံးတက်လိုက်ချင်ပေမဲ့လည်းမနေ့ကမှအသက်ထွက်လာတဲ့ average မှာပတ်အသစ်တွေထပ်ပါလာတာဖြစ်တဲ့အတွက်ဒီဗီဒီယိုမှာပဲတခါတည်းပြောပြလိုက်ပါတော့မယ်မနေ့က average မှာပါလာတဲ့ဥကတော့ OAC ဥဖြစ်ပါတယ်ဒီဥမှာပါလာတော့ပထမဆုံးကောင်က Meerkat တဲ့ဘာတလိษံမှန်းတော့မသိပါဘူးဒုတိယကောင်ကတော့ Sun Snake ဟာတဲမွေနောက်တစ်ကောင်ကတော့ Minecraft ထဲမှာပါတဲ့ဘာရှေးပုတ်တင်ပေါ့ဂိမ်းထဲမှာတော့အင်္ဂလိပ်နာမည်ပါပဲကျွန်တော်ရှာတွေခောက်နေပြီမလို့ဘာအတန်းမှမထွက်တတ်တော့ဘူးအခုသတို့ထားမြောက်ကောင်ကတော့အမစတာပဲရှာတွေကခောက်နေပါပြီဆို High Chin That Michael လာပါတယ်မသိဘူးအပြောင်းငတ်လေးပေါ့ပြီးတော့နောက်ဆုံးကောင်ကလည်း Fault တော့ Fault ပဲဗာမြေကွေးလဲတော့မသိဘူး Fan နဲ့ Fault တဲ့ဘာကောင်ဒီမှမသိပါဘူးအဲ့ဒါဆိုရင်ဒီကောင်လေးရဲ့ ability တွေကိုပြောလိုက်ရအောင်ပထမဆုံးကတော့ Meerkat ပေါ့ဒီကောင်ကဘာလုပ်ပေးလဲဆိုရင်9မိနစ်နေတိုင်းကိုချန်တဲ့ကပတ်တစ်ကောင်ကောင်ရှိသွားပြီးတော့သူတို့ရဲ့ကူးတောင်ရှော့ပေးပါတယ်စက္ကန့်20ရှော့ပေးပါတယ်အဲ့ဒါအပြင်မှာ15% chance ရှိပါတယ်နောက်တစ်ခေါက်ထပ်ရှော့ပေးနိုင်ခြေဒီကောင်လေးကိုတော့7မှတ်မှာ6မှတ်ပေးပါတယ်နောက်ထပ်အပတ်တစ်ကောင်ကတော့ Sun Snake ဖြစ်ပါတယ်ဒီကောင်ရဲ့ ability ကဘာလို့ဝေးလဲဆိုရင်
ဒီ C short တွေ gear short တွေကနေပစ္စည်းတွေဝင်ရင်အပစ္စည်းကိုပွားပေးနိုင်ခြေ 1% chance ရှိပါတယ်100ခိုင်နှုန်းအဲ့ဒါကြောင့်မလို့ဒီကောင်းကို10မှတ်မှာတတ်မှတ်ပေးပါတယ်နောက်ထပ်ပတ်တစ်ကောင်ကတော့ S slot ထုတ်ဖြစ်ပါတယ်ဥစားရေပုတ်တင်ထင်တာပဲဒီကောင်လေးကဘာလို့ဝေးလဲဆိုရင်ဒီအခုဆက်မ event မှာထွက်လာတဲ့အပင်တွေကိုခူးရင်အပင်တွေကိုပြန်ပေးနိုင်ခြေ 6% chance ရှိပါတယ်ဒီ banana တို့ kiwi တို့ sugar apple တို့အဲ့ဒါတွေကိုခူးရင်ပြန်ပေးနိုင်ခြေ 6% chance ရှိပါတယ်ဒီဇိုင်းလေးကတော့မိုက်ပါတယ်ချစ်စရာလေးဒီကောင်ကတော့10မှတ်မှာ9မှတ်ပေးပါတယ်နောက်ထပ်တစ်ကောင်ကတော့ငှက်ပြလေးဖြစ်ပါတယ်ဒီဘက်ကဘာလို့ဝေးလဲဆိုရင်15မိနစ်နေတိုင်း clown toss ဆိုတဲ့ mutation ကိုပေးနိုင်ရေ 15% ရှိပါတယ်15ရာခိုင်နှုန်းပေါ့အနီကောင်နဲ့တိတ်တော့မကွာဘူးဒါပေမဲ့ဒီကောင်ကတော့10မှတ်မှာ9မှတ်ပေးပါတယ်နောက်ဆုံးကျန်တဲ့ဘက်ကတော့ fan and foul ဖြစ်ပါတယ်ဒီ fan and foul ကဘာလို့ဝေးလဲဆိုရင်22မိနစ်နေတိုင်းကိုဒီစာပါထဲမှာရှိတဲ့တယောက်ရဲ့ channel ကိုတွားပြီးတော့ mutation ကိုခိုးတာပါဥပမာတခြားသူရဲ့ channel မှာ disco mutation ရှိရင်disco mutation တွေဒီ rainbow တွေပါခိုးနိုင်ပါတယ်တကယ်လို့ cancel ပြီးလဲဒီ what တို့ frozen တို့ဒီလိုအသုံးဝင်တဲ့ mutation တွေလည်းခိုးနိုင်ပါတယ်ကျွန်တော်ကတော့ဒီကောင်းကို10မှတ်မှာ6မှတ်ပဲပေးပါတယ်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ shadow စီမှာဒီ dragon fly တွေပါလာဝဲလို့ရတာမလို့လာဝဲဖို့လည်းမမေ့နဲ့အောင်နော်ဗီဒီယိုအဆုံးထိကြည့်ရှုပေးကြတဲ့လူတွေအားလုံးကျေးဇူးအများကြီးတင်ပါတယ်ဗီဒီယိုကြိုက်နေတတ်တယ်ဆိုရင် like and subscribe လုပ်ပေးခဲ့ကြပါအောင်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်